အခုလိုဘွက်တက်ပုံလေးတွေကနေတိုင်းလိုရိုက်နေရတယ်ဖွယ်နေသပင်ရှိတဲ့ချက်မှလည်းရိုက်ရတယ်ဖွယ်နေသပင်မရှိတဲ့ချက်မှလည်းရိုက်ရတယ်သူတို့ဒီမှာပြင်ဆင်ပြီးတော့လည်းရိုက်လို့ရတယ်ရန်ကုန်ပြည်လန်းမီနီကုန်းစမ်းချောင်းမျိုးနယ်ကတကုံစင်တာ2နဲ့ကပ်ရက်မှာရှိတဲ့ပန်းနုရောင်ဓာတ်ပုံတိုင်းနော်ပန်းနုရောင်ဓာတ်ပုံတိုင်းအဲ့နဲ့ဓာတ်ပုံရိုက်ကွေးလုပ်ငန်းတွေကိုနေ့စဉ်လုပ်ပေးနေတဲ့အတွက်ဧည့်သည်တွေတော့တောက်လျှောက်လာပြီးတော့ရိုက်ပေးနေကြတယ်ရိုက်နေကြတာမင်္ဂလာဆောင်ဓာတ်ပုံတွေရောဘွက်ဓာတ်ပုံတွေမိသားစုကလေးဓာတ်ပုံမွေးနေ့ဓာတ်ပုံပေါ့နော် passport ရဲ့ပြီးပါထွက်ခွာဓာတ်ပုံအမျိုးပေါ့နော်အဲ့ဒါတွေရိုက်ကူးပေးနေတယ်လို့ဖုန်းကြိုဆက်လို့ရတယ်ဖုန်းနံပါတ်လေးက395350 739ဖုန်းကြိုဆက်ပြီးတော့လေဟိုကြိုပြီးတော့ကြောင်းကြတာပိုကောင်းတယ်ပန်းနုရောဓာတ်ပုံတိုင်းနဲ့နီးရဲ့မီနီကုန်းမှာပဲပြည်လန်းပေါ်မှာလေနော်ပြည်လန်းပေါ်မှာ sprit နဲ့လည်းနီးတယ်တကုံစင်တာ2နဲ့ဆိုကတ်ရဲ့နော်မီနီကုန်းဂုံးကျော်ရဲ့အောက်မှာရှိတာဟုတ်ပြီနော်လာခဲ့ပါလို့ကျေးဇူးပါလို့အခုဘွဲဓာတ်ပုံတွေတော်တော်များများကမိသားစုအားလုံးနဲ့လာရိုက်ကြတာအခန်းကအင်ဒိုခန်းကကျဲတယ်ကျဲတော့10ယောက်15ယောက်လဲဆန့်တယ်နော်နောက်တစ်ခုကဈေးလေးတစ်ခါလေးပြောပြလိုက်မယ်ဈေးကပုံကြီးတစ်ခါလေးရိုက်ပြီးတာလဲပါတယ်2သိန်းပတ်ချလေးတော့ကြာတယ်2သိန်းဆိုတော့ပုံကြီးတစ်ပုံနဲ့ပုံသေး5ပုံပေါ့နော်57 5မို့ဆိုရင်3သိန်း8000ကြာတယ်ပုံကြီးကြီးပဲတိကျရိုက်လို့လည်းရတယ်အဲ့ဒါအနည်းဆုံး8000နော်8000တို့2သိန်း5000နဲ့လည်းရှိတယ်5သိန်းနဲ့လည်းရှိတယ်ပုံကြီးကပုံကြီးအမျိုးအစားမှာအရွယ်စားမှာမူတည်တယ်နောက်တစ်ခုကဘောင်းရွယ်စားမှာလည်းမူတည်တယ်အဲ့ဒါကတော့မိတ်ဆွေစိတ်တိုင်းကြချက်တခါလဲချဲ့မယ်လို့စီစဉ်နဲ့ရိုက်တာပိုကောင်းတယ်ဆိုတာဓာတ်ပုံကရိုက်ကြတဲ့ကောင်းအောင်ရလို့ကောင်းတာเนาะပုံကြီးချဲ့လို့ကောင်းတာမဟုတ်ဘူးရိုက်ကြတဲ့ကောင်းရလို့ကောင်းတာမလို့ပုံကြီးချဲ့ဖို့ကြအစီအစဉ်နဲ့ဆိုရင်တခါလဲရိုက်ကြတဲ့ပုံကြီးချဲ့ဖို့ရရွယ်ပြီးကြိုက်လို့အဲ့ဒါလမ်းပြောတာပါအဲ့တော့မိသားစုပုံလေးပြောပါလာရတဲ့เนาะမနေ့ကတော့ချင်းဝစ်စုံနဲ့ချင်းတိုင်းသူတိုင်းသားတွေရိုက်ကြတယ်နောက်ဒီနေ့တော့ဘွဲဓာတ်ပုံတွေရိုက်ရတယ်ဘွဲမိသားစုတွေပေါ့เนาะအဲ့လိုရိုက်ကြတယ်အမြဲတမ်းတော့ရိုက်ရတော့တကယ်လို့ရိုက်ကူးမယ်ဆိုရင်ဖုန်းကြိုဆက်ပြီးတော့ booking ယူဒါမှမဟုတ်လဲလှမ်းပြီးတော့ဈေးမေးစိတ်မဆိုးဘူးเนาะလာရဲလဲအဲ့လိုမှမဟုတ်ဘူး data ပဲယူမယ်ဆိုရင် data တစ်ခွက်ကို6000 10ပုံကို6သိန်းအဲ့တော့ဈေးကတော့အမျိုးမျိုးရှိတယ်မိတ်ဆွေကကြိုက်တယ်လို့ရိုက်ပါ